ပေမဲ့တိုက်ခိုက်ရေးမှာတော့မျက်နယ်လေရိုးရိုးသားသားပြောရရင်မြေဝိညာဉ်ကအရမ်းမိုက်ပေမဲ့ဇက်လိုက်ကတော့သူ့ရဲ့ကိုယ်ပိုင်တိုင်းဝိညာဉ်ကိုထုတ်မပြခဲ့ပါဘူးဘာလို့လဲဆိုတော့အခုချိန်သာထုတ်ပြလိုက်ရင်တကဘာလုံးအံ့ဩတုံလှုပ်သွားနိုင်လို့ပါလောကကြီးပြောင်းလဲသွားပြီးနောက်ပိုင်းနေရာတိုင်းမှာစွမ်းအင်တွေပေါ်လာပေမဲ့လူသူကင်းမဲ့တဲ့နေရာတွေနဲ့နတ်ဖုံလိုနေရာတွေမှာပဲစွမ်းအင်ပိုများတာကြောင့်သူတို့တွေအမြန်ဆုံးကျင့်ကြံဖို့လိုအပ်နေပါပြီးယတနာမြေကိုသာပိုင်ဆိုင်ထားရင်ကျင့်ကြံတဲ့နှုန်းကနဲ့ဆက်လောက်မြန်ဆန်လာမှာပါဒါကြောင့်အမြန်ဆုံးအဆင့်တက်အောင်လုပ်ရပါမယ်ဇက်လိုက်ကသူ့ရဲ့အရင်ဘဝမှတ်ဉဏ်တွေအရအစပိုင်းမှာလူတွေကဒီနေရာကိုမြေတိုင်းကြီးလိုပဲထင်ခဲ့ကြတာကိုသိနေပါတယ်နောက်ပိုင်းကျမှရန်သူဘေးကရှောင်ပြေးလာတဲ့လူတစ်ယောက်ကဒီနေရာမှာပုံအောင်ရင်နှစ်ခွဲလောက်ကျင့်ကြံလိုက်တာနဲ့တကယ့်ထိပ်တန်းအဆင့်ကိုရောက်သွားခဲ့တာပါအဲ့ဒီနောက်ပိုင်းမှာဒီယတနာမြေကိုလူတွေသိသွားပြီးလူရက်ကြရင်နောက်ဆုံးတော့ပါရမီရှင်တယောက်ရဲ့လက်ထဲရောက်သွားခဲ့တာကိုသူမှတ်မိနေပါတယ်ဒါကြောင့်သူကိုယ်တိုင်ပိုတမလာအောင်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့တိုက်ပွဲမှာတစ်စက္ကန့်လေးနှောင့်နှေးသွားတာနဲ့အသက်ပါသွားနိုင်တာကြောင့်အမြဲတမ်းတတိဝီရရှိဖို့လဲသူကပြင်ဆင်ထားပါတယ်ဇက်လိုက်ဖြစ်သူနဲ့သူ့သူငယ်ချင်းကြောက်နံတို့ဟာလိုဝက်ရတနာမြေတစ်ခုစီကိုရောက်လာကြပါတယ်ဒါပေမဲ့ကြောက်နံကစိတ်တူသွားပြီးမင်းပြောတဲ့နတ်ဖုံဆိုတာဒါလားဒါကဟင်းသီးဟင်းရွက်ခင်းကြီးပဲလေလို့ညီးသွားပါတော့တယ်ဇက်လိုက်ကတော့ရိုးရှင်းတဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးအထင်မသေးဖို့ဒီနေရာကတကယ်နတ်ဖုံဖြစ်ကြောင်းနဲ့ဒီမှာကျင့်ကြံရင်ပုံမြင်မြန်အဆင့်တက်နိုင်ကြောင်းရှင်းပြလိုက်ပါတယ်အဲ့ဒီအခါကြောက်နံကတန်တရားနဲ့ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့မှထူးဆန်းတာကိုသတိထားမိသွားပါတယ်ဒီကပင်တွေကပြူစုမဲ့သူမရှိရဲ့အရန်ဖြစ်ထွန်းနေပြီးအင်းဆက်တွေကအစအရင်ကထက်ပိုတမာနေတာကိုတွေးလိုက်ရလို့ပါရုတ်တရက်အော်တန်ကြီးတစ်ခုထွက်ပေါ်လာပြီးအပြာရောင်ဝမ်းပူလေးတစ်ကောင်ကကြောက်နံကိုဝင်တိုက်ခိုက်ပါတော့တယ်ကြောက်နံကအစွမ်းထက်မြေဝိညာဉ်ကိုနိုးထစေခဲ့ပေမဲ့ဝိညာဉ်စွမ်းအင်ကိုမကျင့်ကြံရသေးတဲ့တာမန်လူဖြစ်နေလို့ကြောက်လန့်ပြီးကြက်တေနေခဲ့ပါတယ်ဒါကိုမြင်တော့ဇက်လိုက်ကချက်ချင်းပြေးထွက်သွားပြီးဝမ်ပူလေးကိုလက်သီးတစ်ချက်တည်းနဲ့အမုံကျိတ်ပစ်လိုက်ပါတယ်ကြောက်ငံကတော့အံ့ဩမင်တက်သွားတာပေါ့သူကအကုန်တော့ပေးဇက်လိုက်ကသူ့ရဲ့တိုင်းဝိညာဉ်ကမြင်းကြားဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်တစ်ပတ်လောက်ကျင့်ကြံပြီးတဲ့နောက်သူတို့ရဲ့စွမ်းအားကအတော်လေးမြင့်တက်လာခဲ့ရဲ့မျိုးရဲကအဖွဲ့အစည်းတွေကလည်းလူစွမ်းကောင်းတွေကိုနေမျိုးစုံနဲ့စတင်စုဆောင်းနေချိန်မှာဇက်လိုက်ကလည်းကိုပိုင်အဖွဲ့အစည်းတစ်ခုထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်လူစုဖို့ကတော့ကြောက်နံကိုပဲတာဝန်ပေးလိုက်ပြီးဝင်ခွင့်သတ်မှတ်ချက်မရှိပဲစိတ်ထားကောင်းဖို့ပဲလိုရလို့သတ်မှတ်လိုက်ပါတယ်ဒီစကားလဲကြားရောကြောက်နံကဒါဆိုငါကဟင်းခင်းရဲ့ဒုတိယခေါင်းဆောင်ပေါ့ဆိုပြီးကျောင်းပိုရံမှာလှုပ်ဆော်စာတွေတင်ပါတော့တယ်ဒါပေမဲ့သူ့ post ကချက်ချင်းပဲလောင်ပြောင်ခံလိုက်ရတယ်ဇက်လိုက်ကတော့ဂယုမဆိုင်ပါဘူးသူကလူဟန်ဆောင်ပြီးကြားကိုဖမ်းစားမဲ့သူလေးအဲ့ဒီအချိန်မှာစီနီယာအမမူဝန်စီကဖုံးဝင်လာပါတယ်သူမကမေဒူဆာဝိညာဉ်၅ခုကိုနိုးထစေခဲ့သူဖြစ်ပြီးပန်းချံမှာတွေးဖို့ချင်းဆိုလိုက်ကြပါတယ်ပန်းချံကိုရောက်သွားတော့မူဝန်ကသူမတို့မိသားစုရဲ့ဝိညာဉ်ဖိနှိပ်ခြင်းကိုင်းကိုဝင်ဖို့ကမ်းလှမ်းလာပါတယ်ဒါပေမဲ့ဇက်လိုက်ကညှင်းလိုက်ပြီးသူကိုယ်တိုင်တီထောင်ထားတဲ့တောင်နဲ့ပင်လယ်ကိုင်းကိုဝင်ဖို့ပြန်ဖိတ်ခေါ်လိုက်တယ်အဲ့ဒီအချိန်မှာပဲမူဝန်ရဲ့မိဘတွေရောက်လာပါတယ်ဖခင်ဖြစ်သူမူချင်းရန်ကသူတို့ကိုအထက်အောက်ကြည့်လိုက်ပြီးကြောက်နံရဲ့မြေဝိညာဉ်ကိုတော့မနှဲလက်ခံပေးလိုက်ပါတယ်ဒါပေမဲ့ဇက်လိုက်ကမြင်းကြားဝိညာဉ်လို့ပြောလိုက်တာနဲ့မူချင်းရန်မျက်နှာချက်ချင်းပြတ်သွားပြီးအမိုက်ဝိညာဉ်ဆိုပြီးစော်ကားလိုက်ပါတယ်အရင်ဘဝကဇက်လိုက်ဒီကိုင်းကိုဝင်ခွင့်ရခဲ့တာမူဝန်ကူညီပေးခဲ့လို့ပါဒီဘဝမှာတော့သူ့မှာဒုတိယဝိညာဉ်နေနဲ့ကြောက်မက်ဖွယ်သားရဲ့ကြီးကိုကောင်ရှိနေပြီဖြစ်လို့မူချင်းရန်ကိုနည်းနည်းလေးမှမကြောက်တော့ပါဘူးဒါကြောင့်ဦးလေးမှုကျွန်တော်လာတာခင်ဗျားတို့ကိုင်းကိုဝင်ဖို့မဟုတ်ဘူးမူဝန်ကိုကျွန်တော်ကိုင်းနဲ့ဝင်ဖို့လာခေါ်တာလို့ပြောပြီးသူတို့ကိုင်းကို3ရက်အကြာမှာတိုက်ခိုက်မယ်လို့စိန်ခေါ်စာပေးပို့လိုက်ပါတယ်ဒီသတင်းကချက်ချင်းပဲပြန့်နှံ့သွားပြီးလူတွေကမြင်းကြားဝိညာဉ်လေးနဲ့အင်အားအကြီးဆုံးကောင်းကိုစိန်ခေါ်ရဲတာကိုလောင်ပြောင်ကြပါတယ်အခြားတစ်ဖက်မှာလည်းဇက်လိုက်အစွမ်းဖြက်စီးခဲ့တဲ့ရန်သူလီလွိုင်းကဇက်လိုက်ကိုတတ်ဖို့ဂိုင်းထဲကအစွမ်းထက်တဲ့သူတွေကိုရှို့ဝက်စီစဉ်ထားပါသေးတယ်3ရက်ကြာတော့ပြိုင်ပွဲရက်ကိုရောက်လာခဲ့ပါတယ်ဇက်လိုက်နဲ့တိုက်ခိုက်မဲ့သူကအရက်8ပေလောက်ရှိတဲ့လူချမ်းကြီးဝမ်ဟူပါဝမ်ဟူကစင်ပေါ်ရောက်တာနဲ့ဇက်လိုက်ကိုအထင်သေးစွာလောင်ပြောင်ပြီးသူ့ရဲ့ကြားတိုင်းဝိညာဉ်ကိုထုတ်ဖော်ကဝင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ဇက်လိုက်ကရှောင်ဖို့အောင်ပြင်းနေတာနဲ့လက်သီးတစ်ချက်တည်းပစ်သွင်းလိုက်တာဝမ်ဟူရဲ့အနောက်ကကြားဝိညာဉ်ကြီးပါလွင့်စင်သွားပြီးဝမ်ဟူတယောက်သွေးတပွက်အံကမြေပြင်ပေါ်လဲကျသွားပါတော့တယ်ကြားဝိညာဉ်ကမြင်းဝိညာဉ်ကိုမရှင်နိုင်ဘူးလားဆိုပြီးပွဲကြီးပရိသတ်တွေအာရုံမင်းသက်သွားကြပါတယ်တစ်ချိန်တည်းမှာပဲမာနကြီးတဲ့မူချင်းရန်ရဲ့မျက်နှာကြီးလည်းပြတ်သွားပြီးသမီးဖြစ်သူစကားကိုနားမထောင်ခဲ့မိတာကိုချက်ချင်းနောင်တရသွားပါတော့တယ်ဝမ်ဟူကသူတို့ကိုင်းကိုအဆက်ခွဲလိုက်ပြီဆိုတော့မူချင်းရန်ကဒေါသတကြအီးနဲ့ဝမ်ဟူကိုကောင်းကနေနှင်ထုတ်လိုက်ပြီးနောက်တစ်ပွဲမှာသူ့ကိုစိတ်ပြတ်အောင်မလုပ်ဖို့အခြားတပည့်တွေကိုအမိန့်ပေးလိုက်ပါတော့တယ်ယခုတော့ဇက်လိုက်ရဲ့အစ်စ်အမှန်စွမ်းအားတွေကိုအားလုံးကစတင်တတိထားမိလာပါပြီ